老小一点。那我那这真是干的。ကျွန်တော်ကကျွန်တော်မိခင်နိုင်ငံနဲ့ကျွန်တော်ဆော့ဖာလာကြရတယ်ဒီလိုကျွန်တော်ပြောလို့မိခင်နိုင်ငံနဲ့အကြောင်းမျိုးကြောင့်ဆော့ဖာလာတယ်သူများနိုင်ငံမှာလာနေကြတယ်အကြောင်းမျိုးကြောင့်ဆော့ဖာပြီးလာနေကြတဲ့အချိန်မှာလူပေါင်းစုံပါတချို့ကျွန်တော်နိုင်ငံသားတွေရတယ်ဒါစီကန်းရှိတဲ့သူတွေရှိတယ်ဒါတချို့ကြောက်တယ်ဒါအမှုမဲ့အမှတ်မဲ့နဲ့အမိုက်တွေဒီတိုင်းကိုယ်နိုင်ငံလိုပဲပြစ်လိုက်တာပေါ့နော်ပြစ်လိုက်တာဒီဘက်မှာကျွန်တော်နေထိုင်တာကြာလာတဲ့အချိန်ကျတော့ကျွန်တော်တွေ့လာတယ်နော်ကျွန်တော်တွေ့လာတာတွေ့လာလဲဆိုတော့ထိုင်းနေရအမိုက်မပြည့်ရရန်ကုန်2000ဘတ်ဆိုတာမြန်မာလိုစာရေးထားတယ်မြန်မာလိုစာရေးထားဘာလို့မြန်မာလိုစာရေးထားလဲဒီကတာမန်ကရှန်ကဖတ်ပဲပြီးတော့အမိုက်မပြည့်ရရန်ကုန်2000ဘတ်သူတို့လည်းဟိုမှာအမိုက်ကိုပြလို့ရေးတယ်ဆိုအမှန်ကြီးကရေးထားတဲ့စာကိုကျွန်တော်သေချာပြန်ကြည့်ရမယ်မြန်မာလိုရေးထားကျွန်တော်တို့ကဟိုဘက်ချမ်းမှာဘလို့ပဲပညာတက်ခဲ့ပညာရေးချင်းဘလောက်ပဲရှိခဲ့ဒီဘက်မှာထိုင်းစကားကိုကျွန်တော်တို့ကနားမလည်မတက်ဘူးမတက်တော့ကျွန်တော်တို့ဒီဘက်မှာပညာမတက်တဲ့သူတွေဖြစ်နေတယ်နော်အဲ့တော့သူတို့တွေကကျွန်တော်တို့မြန်မာစာတက်တဲ့သူတွေပြီးထားကြတယ်ကျွန်တော်တို့တွေအားနဲ့ရေးတယ်ဆိုအမိုက်မပြေရခုနကျွန်တော်ပြောဒဏ်ငွေ2000ဖက်ရေးတယ်အဲ့ဒီဟာကိုရေးတာလည်းဘာလို့ရေးတာလဲခုနအစောတပိုင်းတော့ကျွန်တော်ပြောလို့ကျွန်တော်ဒီမှာလာနေတဲ့အချိန်ကျွန်တော်မြန်မာတွေကများလာတော့အမှုမဲ့အဲ့လိုပြစ်လိုက်တဲ့ဟာတွေကြောင့်ဒီနိုင်ငံသားတွေတချို့ထိုင်း page တွေဝင်ကြည့်မယ်ဆိုရင်ရှိတယ်ဗျသူတို့နိုင်ငံသူတို့မြို့တွေကအရင်တော့တန်ရှင်းတက်ရက်ကျွန်တော်တို့ဒါဖြေပြောင်းနေရောနော်တခြားအမျိုးမျိုးကြောင့်ရောက်လာတဲ့နိုင်ငံသားတွေကြောင့်ဒါသူတို့နိုင်ငံကြီးကညစ်ပတ်နေတယ်ဆိုတော့ဒါကျွန်တော်တို့ကကျွန်တော်တစ်ဖွဲ့လုံးပေါ့နော်တစ်ဖွဲ့လုံးကဦးစီးတော့ငါတို့ဘာလုပ်ကြမလဲဟုတ်ပြီငါတို့မြန်မာတွေများလာတဲ့အတွက်ငါတို့ကိုယ်တိုင်ငါတို့ပဲတာဝန်ယူမယ်ငါတို့စီကံမရှိလို့ဒီလိုစာရေးကန်တည်တာငါတို့သာစီကံမရှိဘူးငါတို့သာစီကံရှိတယ်ငါတို့သာကူညီပေးမယ်ဆိုရင်ဒီလိုစာတွေကရေးခံရစေအကြောင်းမရှိဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲကျွန်တော်ဒါလေးစာလို့